လုံးပဲမင်္ဂလာပါ ECS စိတ်ကနေကြိုဆိုလိုက်ပါတယ်ရှင်အေးရကန်ရဲ့တဘာဝအလှတရားကိုနေ့စဉ်ခံစားရင်းနဲ့စိတ်အေးချမ်းချမ်းနေထိုင်ခြင်းသူတွေအတွက်ဒီနေ့မှာတော့အေးရပြိုအလှတရားကိုနောက်ခံထားတဲ့နေတစပွဲအငှားကန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်လို့အတူတူလိုက်ကြည့်လိုက်ကြရအောင်နော်ဒီအခန်းလေးကတော့မယန်းကုန်းမြို့နယ်ရဲ့အထင်ကရမေအင်းရ resident တွေကရှိတဲ့လက်ရွေးလှဆိုအရှယ်ငှားကန်းလေးပဲဖြစ်ပါတယ်ရှင်လမ်းမဆက်တွေရဲ့အချက်ကြလုံးနဲ့ကဘာရေးဖျားလမ်းမကြီးပေါ်ကအေးရရိတ်တာလမ်းထဲမှာတရှိတဲ့အတွက်မို့လို့သွားရေးလိုက်ရတော့အလွန်ကိုလွယ်ကူပါတယ်ရှင်အလွာမြင့်အနေနဲ့ကတော့ခုနလွာမှာတရှိပြီးတော့အခန်းတိုင်းကနေအေးချမ်းလှပတဲ့အေးရကန်ရေးပြင်အလှကြီးကိုတဝါကြီးခံစားနိုင်မယ့်အပြင်ရွှေတကုံဖျားနဲ့ကဘာရေးဖျားကိုလည်းနေ့တိုင်းဖူးမြော်ခွင့်ရမှာပဲဖြစ်ပါတယ်ရှင်အကျယ်ဝန်းအနေနဲ့ကတော့1980 square feet ကျယ်ဝန်းပြီးတော့ဒီအခန်းလေးမှာနေပဲဆိုရင်လိုအပ်တဲ့ပြည်ဘောကအစုံအလင်ကိုလည်းထည့်သွင်းပေးအောင်ပါဆိုတော့အသင့်သက်နေအောင်ပါပဲเนาะအခန်းဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင်တော့ master bedroom နှစ်ခန်းsingle bedroom တစ်ခန်းဧကန်သမင်းစားကန်မိဖို့ကန်အပြင်မစ်ရွန်တခန်းပါဝင်ပြီးတော့ဖွဲ့စည်းပုံကတော့အထူးပြောစရာမလိုအောင်ကိုရှယ်ကောင်းပြီးသားဖြစ်ပါတယ်ရှင်ဒီရက်စီတက်မှာနေထိုင်ခြင်းဖြင့်24နာရီမီးစနစ်လုံးကြုံရေးရေကူးကန်နဲ့ဂျင်းအပါဝင်ကားပါကင်နဲ့လုံခြုံရေးစနစ်ကောင်းတွေပါရရှိမှာဖြစ်ပါတယ်ရှင်အခုပြပြပေးထားတဲ့အလွာကောင်းကောင်းတဲ့နေရာကောင်းမှာတရှိပြီးတော့အင်းရကန်ရှုခင်အလှကိုပိုင်ဆိုင်ထားတဲ့ဒီအမိုက်စာရှယ်ငါးကန်လေးကိုစိတ်ဝင်စားလို့ကိုယ်တိုင်ကိုယ်ကြားလာရောက်ကြည့်ရှုနေတာပဲဖြစ်ဖြစ်အသေးစိတ်အချက်လက်တွေပုံမတရှိနေတာပဲဖြစ်ဖြစ် ECS စိတ်စီကိုအခုပဲဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါတယ်ရှင်